မင်္ဂလာပါတစ်တော့ချစ်သူမိတ်ဆွေတို့ရေကြောပြစရာလေးရှိလို့တိလားမနေ့ကရီရတယ်အကျောင်းကနေပြီးတော့ဆက်သွယ်ပြီးတော့ဗောနော်မနေ့ကကျွန်တော်အပ်ခဲ့တဲ့အကျောင်းကနေပြီးတော့ဆက်သွယ်ပြီးတော့ဟိုမှာတဲ့အမြန်ဆုံးလာပါအောင်နဲ့ဆွေးနွေးစရာလေးရှိလို့တဲ့ဆိုဒါကျွန်တော်တစ်တော့ချစ်သူမှာအမြဲတမ်းကျွန်တော်တို့ကမိသားစုတပ်ဖွဲ့ပြောပြနေကြဆိုတော့ဒါပြောပြဟာနော်အဲ့ဒါနဲ့ဟမ်မီရဲ့ဗါတဲ့အမွေတဲ့ဟိုကတစ်တော့ပောက်သွားလို့တဲ့စကောလာရှစ်တောင်းသွားတယ်ရတော့မှလားမသိဘူးတဲ့အေးမနေ့ကလည်းတော်တော်လေးပောက်သွားတယ်အကြောင်းကလေကျွန်တော်လည်းရိုက်လိုက်တာပေါ့ရိုက်လိုက်တာဆိုတချို့ဟိုရှိတယ်မလားရွှေဆိုင်တို့ဆေးရုံတို့မှာရှိတယ်ဗီဒီယိုကင်မရာမရိုက်ရတော့ဘာလို့ဆိုအခုကရိုက်တင်လိုက်လို့တဲ့ရိုက်တင်လိုက်လို့တဲ့ဆွေးနွေးစရာလေးရှိလို့ဆိုဘာအကြောင်းမှန်းလည်းမသိဘူးကျွန်တော်လည်းပြီးပြီးရောရိုက်ပြီးရောပေါ့နော်ဒါကျွန်တော်ရဲ့ TikTok ထဲမှာမြင်ပါတယ်မနေ့ကဆိုဘာအကြောင်းရမှလည်းမပါဘူးအကြောင်းအပ်တဲ့ပုံလေးရိုက်တာကျွန်တော်အတွက်လည်းအရန်ကြီးလည်းဘာမှဖြစ်သွားမလို့ကြည့်ရှိသူအနေနဲ့လည်းဘာအမြင်ဆောင်စရာတခုမှမပါဘူးပေါ့နော်အဲ့ဒါကျွန်တော်တို့ဆွေးနွေးဖို့တဲ့လာခဲ့ပါဦးနေအမြန်တက်ခဲ့ပေါ့နော်ကျွန်တော်ကလည်းဒီမြေမျိုးပြင်းဦးလေးတစ်ခေါက်သွားရဆိုတော့တကူတကအဲ့တည့်ရလုံးကိုအချိန်ပေးရတာဆိုတော့အဲ့နဲ့ဆရာတော်ပြောလိုက်တယ်ဆရာစီဘိုးပေးမှလားလို့ဆိုပြီးနောက်ကြတော့အဲ့လိုမျိုးပြောကြတာပေါ့ပြောကြရင်လည်းကျွန်တော်ကကလေးတွေအကုန်လုံးကိုခေါ်ပြီးတော့ဆွေးနွေးတယ်ဆိုရင်တက်မျိုးကျွန်တော်တို့သားမိတွေကိုပဲခေါ်ပြီးဆွေးနွေးတယ်ဆိုတာကျောင်းနေလို့မှကျောင်းစည်းကမ်းဆက်ချက်လေးကိုကျွန်တော်တို့သမီးလေးရတယ်မလိုက်နိုင်လို့ဆိုလို့ရှိရင်လည်းကျွန်တော်တို့ကတက်မျိုးအခုကမဟုတ်ဘူးတဲ့တစ်တော့တင်လို့ဆိုတော့တစ်တော့ထဲမှာပေါ့ပေါ့ပလို့ပြောလို့မောင်းနာနေတဲ့မဖြစ်တော့ဘူးတဲ့သမီးလေးရတဲ့အဲ့ဒါနောက်ကြလို့ရှိရင်တစ်တော့တင်ခံမှာဆိုလို့တဲ့ကျွန်တော်သမီးလေးတွေကအခြေခံကောင်းကောင်းနဲ့အကြောင်းကောင်းကောင်းကြီးတွေမှာထားခဲ့တဲ့သူပါပေါ့ပဆိုတော့ကျွန်တော်ပြောနေကြစကားဖြစ်နေလို့ကျွန်တော်ကအဆင့်ရတော့ပေါ့ဗျာတိတယ်မှာမနှိမ့်တဲ့ထဲမှာပါတယ်ကျွန်တော်တို့သမီးနှစ်ယောက်ကလေသူဆိုလို့ရှိရင်အဲ့လိုပဲပေါ့နဲ့ပြော CAE မှာတော့ကလေအကုန်လုံးကလေအော်ဒီဘာညာနဲ့အဲ့လိုမျိုးမောင်းပေးတဲ့အကြောင်းမှာပဲတက်တာပါမောင်းပေးတဲ့အကြောင်းမှာပေါ့နဲ့နေပြီးတော့သမီးကစာမကျက်ဖက်နဲ့နှစ်ပါးသားပါတာအဲ့ဒါကိုသမီးတို့ပေါ့လို့ခေါ်ပါတယ်တို့ပေါ့ခေါ်လဲတော့သမီးမသိပါဘူးကျွန်တော်ရေပေါ့ကလေးတွေကစားတော့တယ်အဲ့ဒါဟိုမှာကြွားတဲ့မိဘတွေဆိုလို့ရှိရင်ကျွန်တော်ရီကျင်လို့ကြတော့ကျွန်တော်တို့စာစိတ်ပင်ပန်းတယ်ပေါ့ဗျာဥပမာပေါ့နော်သူသမီးလေးက6ဘာသာပါမှာ6ဘာသာပါမှာတကယ်ရလက်ကောင်ကထွက်မလာအောင်အဲ့မှာဆိုပြီလားယူမတက်လို့မျိုးကြီးဖြစ်နေတာပေါ့အဲ့ဒီပုံမှာကြည့်ပြီးကျွန်တော်လေတော်ပြီအဲ့လိုမျိုးတွေမပြောဘူးပေါ့နော်စကြတယ်လေကျွန်တော်ကပေါ့အဲ့ပေါ့ကအစစ်မနိုင်ဘူးကျွန်တော်သမီးတွေအဲ့လိုပြောလို့တဲ့မသိပါဘူးဗျာအဲ့နဲ့ကျွန်တော်လည်းမဆွေးနွေးရတော့ဘူးတော်ပြီတနေ့လုံးလည်းကလေးကိုစောင့်ကြည့်ခံရတော့မှလေအဲ့လိုမျိုးဆိုတော့ကြတော့ကျွန်တော်ကဒီတိုင်းပဲဒီတိုင်းပဲနေချင်တာကိုအဲ့ဒါကြောင့်မို့လို့ဆရာလိုအဲ့ဆိုလို့ပြန်အန်းလည်းအန်းလိုက်တော့ဆိုမထားတော့ဘူးဆိုပြီးတော့ထားလိုက်တော့လေကြောင်းဟွာပြလိုက်ပြီပေါ့နော်အဲ့တွဲမြင်နေမှာဆိုလို့မနေ့ကလည်းကျွန်တော်ကျောင်းအပ်တာနဲ့ဆိုတော့ကြတော့ကျွန်တော်ရဲ့ချစ်သူလေးကိုပြောပြတာပါကျွန်တော်တခြားကျောင်းကိုပဲရွှေ့ထားတော့မယ်ကျွန်တော်အေးရင်ပြီးရောစီကံကောင်းပြီကျွန်တော်သမီးလေးလုံးချုံလေးနဲ့စီကံစနစ်ကိန်းကောင်းရင်ပြီးတာပဲဘယ်ကျောင်းကြီးမှရလို့မဟုတ်ဘူးကျောင်းလေးကဟိုစီကံရှိရမယ်ပေါ့နော်အဲ့လိုနွေးထွေးစီကံရှိလေးဆိုရင်ရပါတယ်အဲ့ဒါကျွန်တော်အဲ့ဒါလေးကိုပြတာပါရှင်အတင်ကောင်းလိုက်တာကျွန်တော်တို့အတင်ကောင်းတာအဲ့တော့ကျွန်တော်လည်းအကြံပေးကြပါအောင်ရှင်ပြင်ဦးလွင်မှာဘယ်ကျောင်းကောင်းလဲပေါ့နော်အားလေးစင်ပြေလေးနဲ့ပေါ့နော်ဘော်ရာဆောင်လေးဘယ်ကောင်းဘယ်အဆောင်လေးများကောင်းလဲလို့ကျွန်တော်တို့အကြံပေးကြပါအောင်ရှင်ပေါ့ဒါပေမဲ့ကျွန်တော်တို့ကသူ့အမေကတော့TikTokရိုက်ပါမယ်လို့နော်ပေါ့နဲ့မှာTikTokရိုက်ပါမယ်လို့ပေါ့နေပေါ့စားတော့မဟုတ်ပါဘူးလို့ကိုလုံးမှာကိုစားရတာပါလို့အဆောင်ကလည်းTikTokရိုက်တဲ့လူကလည်းပတ်စံဝင်ကြေးပေးရတယ်လို့နော်TikTokမရိုက်တဲ့သူကလည်းဝင်ကြေးပေးရတဲ့သူပါလို့နော်အဲ့ဒါကြောင့်မလို့TikTokရိုက်တဲ့ TikToker တွေကိုတော့နားလေပေးစီခြင်းပါတယ်ရှင်အားလုံးချစ်ပါတယ်စိတ်ကြလေးနဲ့ဟိုလိုပေါ့မမှန်လေးသွားမယ့်အကြောင်းလေးကိုတစ်ချက်လောက် comment ပေးကြပါဦးရှင်လို့နော် TikTok တွေကနေပဲတောင်းဆိုပြရစီရှင် TikTok ကြီးကိုချစ်ပါတယ်